သာသနာတော်နှစ်2554ကောဇာတက္ကရာ1382ခုတော်တလင်းလပြည့်ရော12ရက်2100ခုနှစ်အောက်တိုဘာလ5ရက်ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်သီရိမင်္ဂလာလမ်းကမ်းမြင့်ကျောင်း၌ဓမ္မယုံယနေ့ညတရားပွဲအလှရှင်နှစ်ဖက်မိဘများအမှုထား၍ဦးထွန်းလင်းဒေါ်နွယ်နွယ်စံသမီးမထိုက်ထိုက်စဉ်မအေးချမ်းမြဖြူသာမောင်ရဲဝွန်ထွန်းမောင်ဟိန်းထက်ဇော်အမှတ်60ရွှေလောင်းလန်းစမ်းချောင်းမြို့နဲ့ဘုံဘုံဒီနေ့သင်ညိုဝီထီမုတ်ပိုင်ပြမယ်လို့ကြီးညာထားပါတယ်နော်သင်ညိုစာအုပ်ကလေးကနက်ဖြန်မှရဒါကြီးဈေးနှုန်းလေးပြောလိုက်သေးလားဟုတ်တယ်ဈေးနှုန်းတိပိဋကဒရဥဝါယမိန်ဒရေးတဲ့သင်ညိုမြန်မာပြန်ပေါ့မြန်မာပြန်ဆိုတော့အ내ဒီပါတွေထင်ပြီးသားဖြစ်သွားအောင်လို့ဘုံဘုံတို့ဝီထီမုတ်ပိုင်းကိုဘုံပိုင်းလို့လည်းခေါ်တယ်ဘုံ30တဲ့အဲ့ဒါတွေပြတဲ့အပိုင်းမို့လို့နော်အခုစာရွက်ကလေးတွေဝေးထားတယ်မဟုတ်လားကြည့်ပါအောင်အဲ့ဒီစာရွက်ကလေးတွေ30တဲ့ဘုံ
30ဘုံအဲ့ဒါဝီထိမုတ်ပိုင်းကလည်းအဲ့လို30ဘုံပြတာပါနော်အောက်ဆုံးအကြောင်းက1ငရဲတွေ့လား2ပါရောတိရစ္ဆာန်3ပြိတ္တာ4အတုရကေ5လူဘုံ6ဇတုမာရိဘုံ9တာဝရိဏဘုံ10ယာမဘုံ9တုတိတာဘုံ10နေမာနရတိဘုံ17ပရနေမိတဝတဝတိဘုံအဲ့ဒါကာမ17ဘုံလို့ခေါ်တယ်ဟုတ်လားဘာဘုံလို့ခေါ်တော့ဒီကာမဝဆရတဏှာရဲ့ကျင်လေရာကာမ17ဘုံအဲ့ဒီမဲ့ပြန်ကြည့်လိုက်ရင်ငရဲတရိစ္ဆာန်ပြိတ္တာအတုရကေကအပယ်4ဘုံခေါ်တယ်ပေါ့နော်ဒီဥစ္စာကဘာဘုံနော်အပယ်4ဘုံလူဘုံကတော့အလယ်ထားကြပါတော့ငါနတ်ပြည်က6ထာဇတုမဟာရေတထတာဝရိဏတထယာမတထတုတိတာတထနေမာနရတိတထပရနေမိတဝတဝတိတထနတ်ပြည်6ထာလို့ခေါ်တယ်နော်နတ်ပြည်က6ထာလူပြည်နဲ့ပေါင်းဘယ်နှဘုံတော့9ဘုံအပယ်4ဘုံနဲ့ပေါင်းလိုက်တော့7ဘုံအဲ့ဒါကိုကာမ7ဘုံဖတ်လိုက်စမ်းပါအောင်1ငရဲ2တရိစ္ဆာန်3ပြိတ္တာ4အတုရကေ5လူဘုံ8ယာမဘုံ9တုတိတာဘုံ7ပရနေမိတဝတဝတိဘုံအဲ့ဒါကကာမ7ဘုံအထက်ပိုင်းကဥစ္စာတွေကရူပါဝဆရ16ဘုံနဲ့အရူပါဝဆရ4ဘုံဗြဟ္မာဘုံ20လို့ခေါ်တယ်နော်အေးရူပါဝဆရ16ဘုံကပထမဇန်3ဘုံပထမဇန်ဘယ်လောက်တဲ့တော့12ဗြဟ္မပါရိသစ္စာဘုံ13ပုရောဟိတာဘုံ14မဟာဗြဟ္မာဘုံအဲ့ဒါကပထမဇန်3ဘုံလို့ခေါ်တယ်ဘာဘုံလို့ခေါ်တော့အေးသူကဇန်ရတဲ့ဗြဟ္မာကြီးတွေနော်ဗြဟ္မာကြီးတွေအဲ့ဒါအောက်ဆုံးဗြဟ္မဘုံ3ဘုံပြီးတော့မှသူ့အထက်ကဒုတိယဇန်3ဘုံ15ကစပရိဒ္ဓါဘာဘုံအပမာနာဘုံ16ကအာဘတရာဘုံအဲ့ဒါကြတော့ဒုတိယဇန်3ဘုံတတိယဇန်ကလည်း3ဘုံပဲ18ပရိဒ္ဓတုပါ19ကအပမာဏတုပါ20ကတုပကိဏာအဲ့ဒါကဘာဘုံနဲ့တော့တတိယဇန်3ဘုံပြီးတော့မှစတုထဇန်2ဘုံပေါ့21ဝေဟဖို့ဘုံ22အပညတဘုံအဲ့တော့ပထမဇန်3ဘုံဒုတိယဇန်3ဘုံတတိယဇန်3ဘုံ9ဘုံဖြစ်သွား9ဘုံဖြစ်ပြီးတော့မှစတုထဇန်က2ဘုံထည့်လိုက်တော့7ဘုံရူမာဝဆရဒီအထိ7ဘုံကာမဝဆရက7ဘုံပေါင်းလိုက်တော့22ဘုံရှိပါပြီဟုတ်လားကဲပြန်ဆိုသားမအောင်ပထမဇန်3ဘုံ12ယမပါရိသေဇာဘုံ13ပုရောဟိတာဘုံ14မဟာဗြဟ္မာဘုံဒုတိယဇန်3ဘုံ15ပရိဒ္ဓါဘာဘုံ16အဘတရာဘုံတတိယဇန်3ဘုံ18ပရိဒ္ဓတုပါဘုံ19 20တုပကိဏာဘုံစတုထဇန်2ဘုံ
21ဝေဟဖို့ဘုံ22အဲ့တော့22အထိရောက်ပြီးတော့မှနောက်5ဘုံကတော့သုဒ္ဓဝါဒ5ဘုံလို့ခေါ်တယ်ဘာဘုံလို့ခေါ်တော့သုဒ္ဓဝါဒ5ဘုံသုဒ္ဓဆိုတာစင်ကြယ်တန့်ရှင်းသောအာဝါဒဆိုတာနေရာဗြမာကြီးတွေအနာဂံနဲ့ယဟန္တာဗြမာကြီးတွေကြီးနေတာသူကပုထုဇဉ်တွေမရှိဘူးသောတာပန်တဂရကံလည်းမရှိဘူးဘယ်သူတွေနေတာတော့အနာဂံနဲ့ယဟန္တာအနာဂံဗြမာကြီးတွေနဲ့ယဟန္တာဗြမာကြီးတွေနေတဲ့ဘုံက5ဘုံအာဝိဟာအတ္တပါသုဒ္ဓတာသုဒ္ဓတိအဂနိဋ္ဌာဗါတဲ့တော့အာဝိဟာအတ္တပါသုဒ္ဓတာသုဒ္ဓတိအဂနိဋ္ဌာ23ကအာဝိဟာ24ကအတ္တပါ25ကသုဒ္ဓတာ26ကသုဒ္ဓတိ29ကအဂနိဋ္ဌာပြန်ကြည့်လိုက်ပါဦး23အာဝိဟာ25သုဒ္ဓတာသုဒ္ဓတိဘုံ29ဘုံရောက်သွားပြီနော်29ဘုံရောက်အထက်က4ဘုံကတော့အရူပဝဆရဘုံလို့ခေါ်တယ်ဘာဘုံတွေခေါ်တော့အရူပဆိုရူပဆိုတာရုပ်အကမရှိအရူပဝဆရရုပ်မရှိတဲ့ဗြမာကြီးတွေနန်းကြီးတဲ့သူကနော်စိတ်စေတသိက်နန္တရားတွေရှိတဲ့ဗြမာကြီးတွေနေတဲ့ဘုံအဲ့ဒါကိုအရူပဝဆရဗြမာ4ဘုံလို့ခေါ်တယ်နော်28အာကာသနင်းစာယရဏဘုံ29ဝိညာဏင်းစာယရဏဘုံ30အာကိဉ္စညာယရဏဘုံ31နေဝတင်ညာနာတင်ညာယရဏဘုံလို့ဘုံအလုံးပေါင်း30နဲ့တဘုံဟုတ်ကလားဆိုလိုက်သမ်းပါဦး28အာကာသနင်းစာယရဏဘုံဘုံမောင်းဘယ်လောက်ရှိတော့30ဘုံကျင်လေကုံတော့ဝိနည်းတ attva ပေါင်းတို့ကအမျှပေးဝေပါ၏ဆိုဒီဥစ္စာ30ဘုံနော်အောက်ကနေပြီးတော့1ကနေပြန်ပြီးတစ်ခေါက်ဖတ်ပါဦး1ငရဲ2တိရိစ္ဆာန်3ပြိတ္တာ4အတုရကေလူဘုံ6သတုမာရေဘုံခွန်ရှေယာမာဘုံ30နေမာနရတိဘုံဓမ္မပါရိသစ္စာဘုံ73ပုရောဟိတာဘုံ15ပရိဒ္ဓာဘာဘုံ1619အာဘတရာဘုံ18 19 20သုဘကိဏဘုံ21ဝေဟဖို့ဘုံ23အာဝိဟာဘုံသုဒ္ဓတာဘုံ28အာကာသနင်းစာယရဏဘုံ29 30အာကိဉ္စညာယရဏဘုံ31အဲ့ဒါ30ဘုံအခုမြင်နေရတာကတော့
လူဘုံနဲ့တရိษံဘုံနှစ်ဘုံပဲမြင်နေတာဘယ်ဘုံနဲ့ဘယ်ဘုံမြင်နေတာတော့ငရဲဘုံရောမြင်ဘူးသလားပြိတ္တာတွေအတူရကယ်တွေရောမမြင်ဘူးကြဘူးနော်နတ်တွေမြမာတွေရောမြင်ဘူးတဲ့နီလေးဖုံဖုံကပြောမရမလေဖုံဖုံကတခါတော့လွန်ခဲ့တဲ့15နှစ်လောက်ကပေါ့ကဘာအေးကတရားဆုံးဖြတ်ဖို့ဝီနီးတူဆရာလှုပ်ဖို့ပင့်ဒါနဲ့လာတော့ဟိုးကရင်ပြည်နယ်ဖားအံလို့ကြားဘူးလားဖားအံမြို့အဲ့ဒီဖားအံမြို့အောင်နာလိမ့်မယ်ထုံးအိုင်နဲ့ရွာကြီးတူပါရှိထုံးအိုင်ကဆရာတော်ကဥကဝိန္ဒဥကဝိန္ဒနဲ့ဘုံဘုံတို့နဲ့အတူတူပေါ့သူတို့ကလည်းဝီနီးတူဘုံဘုံတို့ကလည်းဝီနီးတူတရားစစ်နေကြအားတဲ့အချိန်လေးကြတော့ဘုံဘုံကဥကဝိန္ဒပြောတယ်အရှင်ဘုရားပိဋ္ဌာတွေတဆေတွေတရေတွေမြင်ဘူးလားဗျာမြင်မှုတယ်တဲ့သူကဘယ်တော့မှမြင်ဘူးတော့ဗျာပြောပြသမှာလို့တပည့်တော်ကလည်းပဲတဆေတွေတရေတွေပြိတ္တာတွေမြင်မှုခြင်းလို့ဗျာတဲ့လိုက်မွေးနေတာတခါတော့သူတို့ထုံးအိုင်မဲ့နေတွန်းမဲ့အာဂန္တုဘုန်းကြီးတစ်ပါးအသက်60ကျော်80လောက်ရှိဘုန်းကြီးတစ်ပါးကြွလာသူ9ရက်လောက်အရှင်များတို့ကြောင်တဲပြရစီလို့ဘုန်းကြီးကခွန်တောင်းတယ်ခွန်တောင်းတော့ရှင်ဘုရားတပည့်တော်တို့ကြောင်ကဆွန်းဒီဆွန်းရာတွေအာကြီးပေါ်ကြောင်တွေလည်းကြည့်နေတဲ့ပုဂ္ဂိုလ်ကအ ਨੇ လေးအရှင်မြတ်9ရက်မကောက်9နှစ်နေတစ်သက်လုံးနေတပည့်တော်တို့ကကြွေမွေးစောင့်ရှောက်မယ်ဖျားလို့အဲ့လိုပြောတယ်တပည့်တော်က9ရက်ပဲနေမှာပါဗျာပြီးတော့ကြတော့အရှင်မြတ်တို့ကျွေးမွေးဖို့လည်းမလိုဘူးတပည့်တော်ဘာသာတပည့်တော်ဆွမ်းခံသားမှာလို့အဲ့အာဂန္တုကြီးကပြောတယ်အဲ့ဒါနဲ့သူတို့ထားလိုက်တော့ကြောင်မဂရင်တွေချင်းတောင်တွေပြင်းစင်ပေးပါတယ်ဒါပေမဲ့လို့ तू ကသိမနေပါဘူးအဲ့လိုနဲ့4ရက်လောက်ရှိတော့ကပ္ပိယကြီးကဘုန်းကြီးဖေဟာဟောဒီအာဂန္တုဘုန်းကြီးမထားနဲ့ဖေဟာဒီကိုရောကြီးမကောင်းနဲ့တူတယ်အဲ့လိုပြောရတယ်ဘယ်လိုမကောင်းလို့ကွာမင်းနဲ့ရမ်းပြီးတော့မဆွဆွဲပါနဲ့ပဲသူရွာတဲ့ရှောက်လဲနေတာဖေဟာမနဲ့ခင်း4 နာရီလောက်မှပြန်လာတယ်ဘယ်အိမ်ကြီးရှောက်သွားနေမှမသိဘူးဒီလိုဆိုရင်ငါမခေါ်မေးကြည့်ပါဦးမယ်ကွာဆိုအာဂန္တုဘုန်းကြီးခေါ်ရှင်မြတ်ညအိမ်နေလျှောက်လဲနေပြီရွာထဲလျှောက်သွားနေသလားမသွားပါဘူးဗျာတပည့်တော်တရားဟောသွားတာတပည့်တော်တို့တရားဟောတာလည်းမကြားပါဘူးဗျာလောစုရတာနေပါလိမ့်နဲ့ဒီလိုလာမှရှင်မြတ်ဘာသာမှလည်းမကြောက်တပည့်တော်တို့တပည့်တော်တရားပွဲကလူတွေဟောတာမဟုတ်ဘူးဗျာလူတွေမောလို့ဘယ်သူတွေဟောတော့ကိုတော့တဆေတွေတရေတွေပြိတ္တာတွေအတူရကယ်တွေဟောတာဗျာမြင်လို့လားဗျာဆိုမြင်မှဗျာတပည့်တော်လည်းမြင်လိုက်တာဥကိုကြီးနာအဲ့တော့ပြောတယ်တပည့်တော်လည်းမြင်အောင်လုပ်ပြီးသားမှာအရှင်မြတ်9ရက်ကျင့်ရမယ်ဗျာ9ရက်ကျင့်ရင်မြင်တယ်အခုတရားနာပရိသတ်ပေါင်းလူလည်းပဲ9ရက်ကျင့်ရင်မြင်ပါတယ်နော်ကြည့်ကျင်တဲ့ပုဂ္ဂိုလ်ကျင့်ညာပေါ့ဗျာဒါနဲ့ဓမ္မတပည့်တော်9ရက်ကျင့်နိုင်တယ်ဗျာဒါပေမဲ့လို့တင်းငိုင်းငုံတော့မလိုက်ရဲဘူးဗျာတင်းငိုင်းငုံတော့ तू ကမလိုက်ရဲဘူးတဲ့ဒီပြည့်နေရာလေးကျင့်မယ်ဗျာလို့ရပါတယ်ဗျာကဲဒီလိုဆိုညနေအရှင်မြတ်ကြိုက်တဲ့နေရာလိုက်ရွေးမယ်လို့ပြောညနေ4 နာရီလောက်ကြတော့သူတို့2 ပါးလမ်းလျှောက်ရင်လျှောက်ပြီးတော့အိမ်နာလေးတော့ကြည့်လမ်းလျှောက်ရင်ကြည့်တော့ဒီအခင်းလေးတွေပြောင်းကင်းတို့ပဲကင်းတို့အဲ့လိုပဲကင်းတွေစဘာကင်းတွေဂျုံကင်းတွေပေါ့ဒီလိုအခင်းတွေကပြီးသွားပြီဆိုတော့မြေကွက်လက်ကြီးဖြစ်နေတာပေါ့ဒီနေရာဆိုရင်တပည့်တော့လိုက်ရဲတယ်ဗျာအဲ့ဒီသူကြိုက်တဲ့နေရာလေးတနေရာပြတော့ကောင်းပြီဗျာက
ကဲအရှင်မြတ်နဲ့တပြီးတော့လက်တွဲလိုက်ဖျားဆိုလက်တွဲတဲ့ပြီးတော့သူတို့ကအဲ့ဒီနေရာကိုဒီလိုဝိုင်းလိုက်တာမှန်ပါပါဗျာသုံးပတ်ပတ်ပြီးတော့ဝိုင်းလိုက်တာသုံးပတ်ပတ်ဝိုင်းပြီးတော့ရွာဆောင်နှက်ကြီးပြောတဲ့အတင်ရွာဆောင်နှက်မင်းကြီးညကျုပ်တို့ဟောဒီနေရာတဆေရီတရေရီပြိတ္တာတွေအသူရကယ်တွေကိုတရားဟောမလို့ဒီနာတဝိုက်ရှိတဲ့တဆေတရေပြိတ္တာမင်းသားအသူရကယ်တွေကိုဒီစီဝိုင်းအတွင်ပို့ပြီးပါသူတို့နှစ်ယောက်ကအဲ့လိုပြောခဲ့တဲ့ပြောခဲ့ပြီးတော့ပြန်လာကြပြန်လာပြီးတော့ညကြတော့ခတ်စောစောလေးဒီနေ့စောစောမင်းတို့စာရမယ်စောစောတိတ်ရမယ်ဟေးဆိုတော့ကိုရင်နေဦးစင်းနေစာအခိုင်းအော်အာဟေးဦးစင်းနေကိုရင်နေစာလေးအော်အာညတော်တော်လေး9 နာရီခွဲ10 နာရီလောက်ရှိပြီတဲ့ကဲတော်ပြီကိုရင်နေဦးစင်းတို့ဒီနေ့ကျတော်ပြီအိတ်ကြဆိုကိုရင်နေဦးစင်းနေအိတ်ခိုင်းသူတို့နှစ်ပါးတဲ့ထွက်လာကြထွက်လာတော့အဲ့ဒီအာဂန္တုဘုန်းကြီးကတဆေတွေတော့ရောက်နေပြီဖျားတပည့်တော်ဖြင့်မမြင်မောင်ဖျားလို့ကိုတော်ကအစရှိတော့ဘယ်မြင်အောင်လို့ဆိုကဲရောက်ပြီကဲသီလပေးလိုက်ကိုတော်ဘယ်လိုပေးရမလို့ကိုတော်လူတွေပေးသလိုသာပေးလိုက်အဲ့ဒါလူတွေထိုင်းနေတယ်လို့စိတ်ထဲကမှန်းတာဗျာဒါနဲ့ကဲကြောကြဟေးဆိုကြောကြတယ်သူကကြောကြပြီးတော့မှဥစဉ်သူကကြောကျုပ်ပေးငါးပါးသီလပေးကဲတရားဟောလိုက်ပါအောင်လို့ပြောဘယ်လိုဟောရမှာတော့ဗျာလူတွေဟောတယ်လို့သာဟောလိုက်ပါဒါနဲ့အဲ့ဒီအာဂန္တုဘုန်းကြီးကသူကတော့အနာထိုင်လို့တဲ့သူကဟောပေါ့အဲ့ဒီဘုန်းကြီးကဥကိုကြီးညာကဟောတော့မင်းတို့ဟိုဘက်ဘဝတုန်းကတကောင်နဲ့တကောင်တယောက်နဲ့တယောက်တတ်လားဖြတ်လားသူများပစ္စည်းခိုးလားသူများသားများပြင်မာလားလို့မင်းတို့ပိတ်တာကြီးဖြစ်နေတာတစီတရေတွေဖြစ်နေတာမင်းတို့သိရင်အဲ့ဒါဒီတိုင်းလုံးနေသိရင်ငရဲကိုတော့အောက်မှာဗျာကောင်းကောင်းမွန်မွန်နေကြဒီမတတ်ကြနဲ့မဖြတ်ကြနဲ့သူကအဲ့လိုဟောပြီးတော့ပြန်လာကြပြန်လာတော့ဘုန်းကြီးဖျားတပည့်တော်ဖြင့်ဘာမှမြင်ပါဘူးဖျားသူကပြောကိုရောနဲ့တည့်ရရှိတာဟောပါနောက်တနေ့လာဟောမမြင်တပည့်တော်ဖြင့်မြင်ပါဘူးဖျား2 ရက်ရှိတာကိုရောနောက်တနေ့လာခါဟောပြအောင်ဟောတော့ရေးနဲ့မြင်မိတဲ့အဲ့ကြတော့လှုပ်နဲ့ခါတဲ့ဘုံဘုံနည်းနည်းတော့ရေးလေးမြင်နေဖျားလှုပ်နဲ့အေးအဲ့ဒါစလာတာမြင်တော့မှာအဲ့ဒါနဲ့3 ရက်ဟောရေးလေးနဲ့ပြန်လာကြ4 ရက်နေကြတော့ဒီသူတို့ရောက်လာနေရတန့်မြင်လာတယ်လူတွေထိုင်းနေတယ်ကိုလိုပြိတ္တကြီးထိုင်းနေတယ်လို့တဆေးတွေတရေတွေများအမျိုးတွေပြတချို့ကဆင်လောက်ကြီးတွေတချို့ကဆင်2 ကောင် 3 ကောင်လောက်အကောင်ကြီးတွေတချို့ကလက်သီးစုပ်လောက်ကြောင်လေးတွေလူကြွက်ကလေးတွေလူအကောင်လေးတွေတဲ့တဆေးတွေတရေတွေကိုများနေတာမဟုတ်ဘူးတဲ့မြင်နေဖျားတပြီးတော့အေးအဲ့ဒါအရှင်များအမှမြင်တဲ့အတိုင်းပဲကဲသူတို့ခေါ်လိုက်ပါအောင်ဆိုတရားသူကအဲ့ဒီကြတော့တရားဟောလို့ကောင်းတာတယ်သူကမင်းတို့ကောင်းနေဒီလိုနဲ့ဒီဘဝကလွတ်အောင်ဆိုကြတိရစ္ဆာဆိုစမ်းဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိအကျေကြီးဆိုခိုင်းတချို့ကောင်တွေပျောက်သွားတာဘုန်းကြီးဟိုနာကောင်ပျောက်သွားအေးအဲ့ဒါကျွတ်သွားတာအဲ့ဒီစီဘောကကျွတ်သွားတာတဲ့သူနော်အဲ့ဒါလိုနဲ့9 ရက်လုံးအစ3 ရက်ကတော့မမြင်ဘူးပေါ့နောက်4 ရက်ကမြင်ပြီးတော့သူတဆေရီတရေရီပြိတ္တာတွေအသူရကယ်တွေမြင်လာတာသူကနော်အေးတကယ်လို့ဟောဒီတရားနာပရိသတ်ဒီလည်းပဲမြင်အဲ့လိုလေးကြည့်မှာနော်တင်ញိုင်ကုန်းတော့မသွားရဲပါဘူးဖျားလို့အေးတင်ញိုင်ကုန်းသွားလဲပါဘာမှကိစ္စမရှိပါဘူးနော်အဲ့တော့အောက်ဆုံးကငရဲမြင်မှုတော့သိမလွယ်လာဘူးနဲ့တူတယ်နော်ငရဲမြင်မှုတော့ဆရာတော်မဟာစီဆရာတော်ရဲ့စာအုပ်တော့ဖတ်ဖူးတယ်ခုတရားနာတွေတော့ဖတ်ဖူးသလားမပြောတတ်ဘူးမဟာစီဆရာတော်ကအင်ဒိုနီးရှားအဲ့ဒီဘက်သွားတော့အဲ့ဒီမဲ့မီးကိုလေးတွေဟုတ်နဲ့ကမီးတောင်လေးတခုသွားကြည့်ကြတာသူတို့ကြည့်တော့သူကဟိုဥအောင်စီရတို့လက်ထက်ကပုံမြင်လေးအမှတ်ရတယ်တဲ့ဥအောင်စီရလက်ထက်ကပုံမြင်လေးပြောပြတယ်သူက
မာစီဆရာတော်ကြီးကပြောပြတာနော်ဥအောင်စီကတော့ကြားမှုလားကြားမှုပါဗျာရွှေဘူကလေမာစီဆရာတော်ကြီးကလည်းရွှေဘူနာရွှေဘူသားချင်းမဥအောင်စီကအယက်သားကနေဘယင်ဖြစ်တာနောက်ပိုင်းကျတော့ထိုင်းနေနဲ့စစ်တိုက်ကြတော့ထိုင်းနေသူကစစ်တိုက်တော့ထိုင်းနေရတခါတည်းအရင်တော့အယုဒ္ဓယဆိုတဲ့မြို့နေတာနောက်ကျတော့အခုထိုင်းကဘန်ကောက်ရွှေ့သွားပြီးတော့အဲ့ဒီကနေပြီးတော့စစ်တပ်တွေနဲ့ခန်းနေတာအဲ့တော့ဥအောင်စီကတော့2နှစ်3နှစ်လောက်နေတော့ရိတ်ခါတွေဘာတွေလဲပြတ်တော့စစ်သားတွေလဲလုတ်ပြီးတော့အဲ့ဒီမဲ့စစ်တိုက်နေကြကောင်တယောက်ကတော့အိမ်နဲ့လွန်းတာနဲ့ထွက်ပြေးချလာတာခုမြဝရီတို့ဘဲတို့ဘက်ကပေါ့ဖာအန်တို့နားလေးကနေပြေးချလာဒီနာတထုံနာကြတော့အဲ့လိုပဲမီးတောင်လေးတောင်တွေ့တယ်မီးတောင်လေးတောင်ဒါပေမဲ့လို့သူမီးတောင်လေးမတွေ့ခင်သူ့ရွာကလူတွေနဲ့သွားတွေ့တာဟာတငယ်ချင်းတို့ဒီရောက်နေကြသလားမင်းတို့အေးဘောကတို့ဒီရောက်နေတာမင်းလားတို့အိမ်ထမင်းစားလိုက်ခဲ့အောင်ဆိုအဲ့ဒီကောင်ကြီးခေါ်သွားသူထမင်းစားညဒီလိုအချိန်တော့ကြတော့ပွဲကြည့်သွားမယ်လိုက်အောင်မလားလို့အဲ့ဒီရွာသားတွေကခေါ်တယ်ပွဲကြည့်သွားမယ်လိုက်အောင်မလားဆိုလိုက်အောင်မယ်လို့သူကလည်းပြောတာပြောပြီးတော့မေ့သွားပြီးဟိုလူတွေကပွဲကြည့်သွားမနေ့ခင်းကြပြန်လာနောက်တနေ့ကျတော့လေဒီလိုအချိန်ကြတော့9နာရီခွဲ10နာရီလောက်ကြတော့ပွဲကြည့်သွားမယ်လိုက်အောင်မလားဆိုလိုက်အောင်မယ်ဆိုမေ့သွားပြန်ဒါနဲ့နောက်တတိယနေ့ကျတော့အဲ့လိုပဲခေါ်ပြန်ရောပွဲကြည့်သွားမယ်လိုက်အောင်မလားဆိုသူကလိန်ပြောတာမလိုက်ချင်မှမကွာအေးမလိုက်ချင်မဲ့အိမ်မက်နေခဲ့ဆိုသွားကြတော့ဒီကောင်းကြီးနေတိုင်းကြီးပွဲသွားကြည့်ဘာတော့ငါလိုက်ချောင်းကြည့်မယ်ဆိုပြီးတော့အဲ့ဒီရွှေဘိုသားကစစ်သားလူတို့ကထွက်ပြေးလာတဲ့ကောင်ကလိုက်ချောင်းကြည့်တာလိုက်ချောင်းကြည့်တော့ကဘာကြီးတစ်ခုတည်းမဲ့သူကတယောက်ပြီးတယောက်ဂျွန်းထိုးပြီးတော့ခုံချနေကြတာအောက်မဲ့ငုံကြည့်လိုက်တော့တကယ်ခွေးနဲ့ကြီးတကောင်ကစားလို့ဗျာခုံချတဲ့လူတွေကိုကြိုက်စားနေတာတယောက်ကခုံချလိုက်စားပလိုက်တယောက်ကခုံချလိုက်စားပလိုက်ဟာငါရဲရောက်နေတာပါလားဆိုပြီးတော့ तू ကတာရာလေးသူများတွေလည်းမသိအောင်နောက်ဆုတ်နေပြန်လာသူ့အိယာလေးပဲဝင်ပြီးတော့ဒါလေးနေအိတ်လည်းမပျော်ဘူးတဲ့ तू ကကြောက်နေတာဒီကောင်းနေငါငရဲပြီးရောက်နေတာပါလားဆိုပြီးတော့မနေ့ခင်းကြတာငါပြန်တော့မယ်ကွာလို့ပြောတာတဲ့ तू ကမပြန်မနဲ့ကွာမင်းဒီရောက်တဲ့ခါနေပါဦးမင်းတို့ကောင်းနေလူမဟုတ်ပါဘူးကွာမင်းတို့မရဲသားတွေမဟုတ်လားနေခံညဆန်တဲ့ပိတ်တာတွေမဟုတ်လားနဲ့ပြောတယ်အေးကွာမင်းဘယ်သူကပြောတော့ငါညတော့မင်းတို့သွားတာချောင်းကြည့်တာကွာမင်းတို့ကဘာတောင်ကဗျာကြီးကြောက်သေးမယ်ခုံချနေအောက်ကခွေးကြီးစားနေတာငါမြင်နေအေးတို့ကနေခံနေဆန်ပြီးတော့ညခံရတဲ့ပိတ်တာတွေမဟုတ်ဟာငရဲတစ်မျိုးပေါ့ကွာတို့အဲ့လိုဖြစ်နေတာမင်းပြန်ရင်လည်းပြန်တော့ပေါ့တို့အမျိုးတွေဘယ်ပါမယ်ရှိတယ်ဘယ်ပါမယ်ဘသူတွေပဲမင်းမှတ်တော့ကွာတို့တော့ဒီလိုဒုက္ခရောက်နေပြီကုသိုလ်ကောင်းမှုပြုပြီးတော့အမျှဝေလိုက်ပါလို့ပြောပါစိတ်ချငါလည်းကုသိုလ်ကောင်းမှုပြုမင်းတို့အမျှဝေမယ်လို့သူကပြောပြီးတော့ပြန်လာတာလေနော်အေးဆရာတော်ပြောလို့ရင်ကငရဲဆိုတာလည်းပဲတချို့ငရဲကမြေကြီးတဲ့ရှိတာမဟုတ်ဒီအပေါ်တွင်ပဲရှိကြတယ်နော်အေးတရိစ္ဆာန်တွေကတော့မြင်အတိုင်းပဲတရိစ္ဆာန်ကတော့မျိုးစုံပေါ့နော်အေးပြိတ္တာနဲ့အတူရကယ်ကတော့အကြီးအငယ်လောက်ပဲကွာတာပေါ့ခုနကဆင်ကြီးလောက်ကြီးတွေဆင်နှစ်ကောင်သုံးကောင်လောက်ကြီးတွေရအဲ့ဒါပြိတ္တာကြီးတွေပေါ့နော်လက်သီးစုပ်လောက်ကလေးတွေကျွက်လောက်ကလေးတွေကြောင်လောက်ကလေးတွေဒါလေးတွေကအတူရကယ်ကြီးနော်အေးအဲ့ဒါကသူတို့အတူတူနေကြဘဝတန္တရာထိုးလည်းပဲဒီလိုဖြစ်ခဲ့မယ်လို့တန်ဝေကယူရမှာနော်အေးပိဋ္ဌာတွေအတူရကယ်တွေကဘယ်သူမြင်မှုရတော့မမြင်ဘူးလားအေးခုနကတော့9ရက်ကျင့်လိုက်ရင်တော့မြင်ရောပေါ့ဗျာဟုတ်လား9ရက်ကျင့်မြင်ဘုံကတော့ပဋ္ဌာန်းတွေရွတ်တာနဲ့နတ်တွေမြမာတွေပြီးတာပြောဘူးတယ်မို့လားဟင်ပြောဘူးတယ်နော်
ထပ်ပြောလိုက်အောင်မယ်အေးမပြောဘူးတဲ့လူတွေမကြားဘူးတဲ့လူတွေကြားရောပေါ့လေနော်ဘုံမောလည်းငယ်ငယ်နဲ့တစီရီတရေရီနတ်ဒီမြမာရီဆိုအလွန်ကြည့်ကြံတစီရီရှိတယ်ဆိုတော့တင်ញိုင်ကုန်သွားရဲတယ်ဘုံမောသွားမတွေ့ဘူးတစီရီပါရီ6လည်းပဲမကြောက်ဘူးမကြောက်ဘူးဒုတိဒါရင်းနဲ့ခါငေါငန်းပြပြီးတော့ဆဲဆိုပြတာအဲ့လိုဆိုတော့တစီရီတရေတွေကလည်းပဲ60လို့ကိုမရှိပါဘူးဘုံကြောက်နေမှာတဲ့ပဲသူတို့ကနော်ကြောက်တဲ့လူတာသူတို့က6တာဘုံကမကြောက်တော့သူတို့က6ကုန်မ6ရဲဘူးအဲ့လိုပဲနေတော့ဟိုတခါတော့ဘုံကဒေါ်စိတ်တရာလေဒေါ်စိတ်တရာကဘုံကိုပညာတွေပေးတာသူကဒေါ်စိတ်တရာတဲ့သီလရှင်ကြီးကဘုံနဲ့တရားကျင့်မဲ့ဝိပဿနာတရားတွေအတူတူနဲ့ကျင့်မှုတယ်တခါတော့သူကဖရာကြီးတဆူတဲတယ်ဗုဒ္ဓဂါထာဖရာကြီးအကြီးကြီးပြီးတာသူကဘုံကြီးတယ်သီလရှင်ပေမဲ့လို့ဘုံတကူကြီးတယ်ဘုံစီဆွမ်းလာပြီးတော့ဆွမ်းကြွေးလာတဲ့ဒေါ်စိတ်တရာခင်ဗျာမိမ့်မသားဖြစ်ပြီးတော်လိုက်တာဗျာဖရာကြီးအကြီးကြီးအိန္ဒိယကဖရာလောက်ကြီးတယ်ပြီးပြီစိတ်မှုသူများတွေတလုံးတင်သူက6လုံးစိတ်မှုကြီးတွေမှာအကြီးတွေစိတ်မှု6လုံးတင်နိုင်တယ်ဖရာဘွယ်တွေနှစ်စင်ကျင်းပသတုရိသားတွေလာခဏလူတွေအကုန်ကျွေးခမတော်တာဗျာကျုပ်เจ้าကြီးပြင်တာကျုပ်ဖုံတို့ဗမောเจ้าကြီးကရှေးနှစ်ပေါင်း180လောက်နီးနီးရှိအိုးပြီးတော့ပြိုကာနီးပြီကျုပ်เจ้าကြီးပြင်နေတာပြင်းကုန်မပြင်နိုင်ဘူးဗျာလို့ခင်ဗျားကဘုရားကြီးအစ်စ်ကြီးကိုတည်တာပြီးတယ်ကျုပ်နီးကောင်းလေးရှိပေးသားမှာလို့ဘုံကတောင်းလာပေါ့မှန်ပါဗျာတပည့်တော်မကပဋ္ဌာန်းရွတ်တည်တာဗျာကျုပ်လည်းပဋ္ဌာန်းရွတ်တာကို9နှစ်ကျော်ပါပြီဗျာပဋ္ဌာန်းရွတ်လို့ရှိရင်เจ้าကြီးပြင်နိုင်တယ်ဆိုလို့မပြင်နိုင်ပါဘူး9နှစ်ကျော်ပြီကျုပ်နေတိုင်းရွတ်နေတာအရှင်မြတ်ရွတ်ပုံကစံချိန်မကိုက်လို့တဲ့သူကဟောပဋ္ဌာန်းရွတ်တာစံချိန်ကိုက်တယ်ရှိသေးလားဆိုရှိတယ်ဖေရစံချိန်ကိုက်မှအကျိုးပေးတာတဲ့အဲ့တော့စံချိန်ကိုက်အောင်ရွတ်နီးလဲမှတ်ထားပါနော်ရွတ်တလားအေးဘုံမပြောပြအဲ့ဒီသီလရှင်ကြီးတော်စိတ်တရာတဲ့ကဲစံချိန်ကိုက်အောင်ရွတ်နီးပြောစမ်းပါဗျာတင့်နာမအနေနဲ့ပဋ္ဌာန်းရွတ်တော့မယ်ပဋ္ဌာန်းစာပြန်တော့မယ်ဆိုရင်မျက်နှာတက်လိုက်အောင်ဗျာဟုတ်လားမှန်ပါဗျာခြေထောက်တွေလက်တွေဆေးလိုက်အောင်ဘာလုပ်လိုက်ရမလို့မျက်နှာတက်ခြေထောက်တွေလက်တွေဆေးသင်္ကန်းဒီလိုလေးနမ်းကြည့်လိုက်တဲ့ချွေးစော်တွေနမ်းနေမဝတ်နဲ့ဗျာဘာလို့တော့များခင်ဗျဒီအပုတ်ကောင်ကြီးပဲဒီတိုင်းမှာမဟုတ်သေးဘူးဗျာပဋ္ဌာန်းရွတ်ပါများရင်နတ်တီပြမာတွေကလာတာအရှင်မြတ်နန်းစော်နေတယ်ဆိုသူကမလာခြင်းဘူးနှာခေါင်းရှုံတော့တာဗျာမှန်ပါဗျာအဲ့ဒါကြောင့်တန့်ရှင်းမှာသဘောပေါက်လားမှန်ပါဗျာတင့်နာမအနေနဲ့ဘာလို့ရမလို့ခန္ဓာကိုယ်တန့်တန့်ရှင်းရှင်းလေးထားအဝိအစားလေးလေတန့်တန့်ရှင်းရှင်းလေးဝေးဟုတ်လားမျက်နှာတို့ဘာတို့တစ်ရည်တွေဘာတွေခြေထောက်တွေလက်တွေဆေးပလိုက်နှစ်နာမအနေနဲ့အချိန်မှန်မှန်ရွရတယ်တဲ့နှစ်နာမကဘာလို့အချိန်မှန်မှန်တော့ဘာလို့တော့ညရှင်မြတ်နဲ့ကုဏပြောပေါ့နတ်တီပြမာရီကကဲ7နာရီထိုးပြီးဗမောဆရာတော်ပဋ္ဌာန်းရွတ်ဖို့အချိန်ကြပြီသွားကြစို့ဟေးဆိုသူတို့ချင်းခေါ်ပြီးတော့တရားနာလာကြတာဗျာဒီကြတော့အရှင်မြတ်ပဋ္ဌာန်းမရွတ်ဟိုလျှောက်လို့ဒီလျှောက်လို့ဆိုစိတ်တူသွားကြတာဟုတ်လားပဋ္ဌာန်းရွတ်ရမယ်အချိန်ဆိုရင်ဘာပြုမလို့ရွတ်လာ7နာရီထိုးပဋ္ဌာန်းရွတ်မယ်ဆိုရင်ဒီပြင်အလုပ်တွေအသာထားလိုက်အောင်ရွတ်လာဒါမှသူတို့ကဟာဗမောဆရာတော်ပဋ္ဌာန်းရွတ်ပြီးဟေးဆိုပြီးပဋ္ဌာန်းနာကြတာလေသူကနော်မှတ်မိပြီနော်တင့်နာမကတန်ရှင်းပါစေနှစ်နာမကအချိန်မှန်မှန်ရွတ်
ပြီးတော့သုံးနာမှကြတော့ပြီးပြီးနာတာလေးရွတ်ရတယ်ဗျာဒီလိုလေးဟိတုပစ္စယအရမဏပစ္စယဒီပတိပစ္စယအဲ့လိုလေးဆိုရင် तू ကသဘောမကျဘူးဗျာကကြုံရွတ်ပြပါဗျာဆိုဟိတုပစ္စယောအာရမဏပစ္စယောအဓိပတိပစ္စယောအနန္တရပစ္စယောကောင်းပါဗျာအဲ့ဒီတိုင်းလေးရွတ်ပါတဲ့နော်အေးသုံးနာမကပါတယ်တော့ပြီးပြီးနာတာလေးကြည်ကြည်လေးရွတ်ဖြာဟုတ်လားလေးနာမကြတော့ပြီးပြီဒီပဋ္ဌာန်းရွတ်တဲ့ကုသိုလ်ကောင်းမှုအဖို့ဒီနေ့ပြုတဲ့ဒါနသီလဘာဝနာကုသိုလ်အဖို့ပဋ္ဌာန်းတရားလာနာတဲ့နတ်တွေပြမာတွေတစေတွေတရေတွေအလုံးအမျှဝေပါ၏အမျှရ၍ကျမ်းမာကြပါစေချမ်းသာကြပါစေ30ပုံရှိတဲ့တတ္တဝါတွေအလုံးအမျှဝေပါ၏အမျှရ၍ကျမ်းမာပါစေချမ်းသာပါစေလို့အမျှဝေမေတ္တာပွားလိုက်ဖြာတဲ့အရှင်များလူကျင်တာလဲတောင်းလိုက်တဲ့အရှင်များကြောင်းကြီးပြင်းညင်တယ်ဆိုကျုပ်ကြောင်းကြီးပြင်းညင်လို့ပါဗျာလို့ပြောလိုက်တဲ့မပြောလဲသိတယ်ဗျာတဲ့သူကဗမောဆရာကြောင်းပြင်းညင်နေတယ်ဟေးတော့အဲ့ဒါဟောပြီးတော့စံချိန်ကြိုက်မကြိုက်ကတော့ဒီလိုဗျာတဲ့အရှင်များရွတ်နေတော့မှုကြိုင်လာပြီဆိုအဲ့ဒါစံချိန်ကြိုက်ပြီတဲ့မှန်ပါဗျာဘာလို့လို့များနတ်တွေပြမာတွေလာပြီဗျာတရားနာလာပြီနော်အေးနတ်တိပြမာတိပဋ္ဌာန်းတရားလာနာပြီဆိုရင်အရှင်များစိတ်သာချတော့အရှင်များလူကျင်တာတွေအကုန်ရဘယ်နဲ့ကြောင့်သူတို့ကတကိုးရှိတာဗျာအရှင်များကြောင်းကြီးပြင်းနေတဲ့လူခေါ်ပြောလိုက်မှာပေါ့သူတို့ကလှည့်ပြလိုက်အရှင်များပြင်းမဲ့လူတွေအရှုပ်ရှုပ်ပေါ်လာပြီးတော့ကြောင်းကြီးခဏလေးကောင်းသွားမယ်ဗျာမှန်ပါဗျာကြိုက်ပြီဗျာလို့ဒီနေ့စမယ်ဗျာလို့ဟုတ်ကဲ့အဲ့ဒီကနေစပြီးတော့3-4 လလောက်ရှိတော့မှုေးပါတယ်နော်မှုေးတော့ဘုံကတော့စံချိန်တော့ကြိုက်ပြီဟေးငါကြောင်းကြီးတော့ပြရတော့မှာပဲဆိုဝန်းတာလေဒါပေမဲ့လို့တခါတလေကျစိတ်ကဖောက်ပြန်တယ်ဘယ်လိုဖောက်ပြန်လို့ဆိုတော့နတ်တီပြမာရီလာတာမဟုတ်ပါဘူးဖះရှိရရေမွေးတိုင်လေးကလေဝိတ်ပြီးတော့မွေးတာပါအဲ့လိုထင်များရောအဲ့လိုနဲ့ထင်လိုက်မထင်လိုက်လုံနေတော့တခါတော့ဘုံဘုံကညနေကြီးခေါင်းကလည်းရှိတယ်ခေါင်းရိတ်လိုက်အောင်မယ်ဆိုရိတ်ရေချိုးသင်္ကန်းလေးဝါလီလေးတန်နာနဲ့လေးညဒီလိုအချိန်တော့ကြောက်အောပြီးတော့ပဋ္ဌာန်းကြီးပြန်နေတာဒီကြောင့်လုံးမှုကြိုင်နေဗျာဟောလို့ဒီလိုမျက်နှာချက်ကလေမျက်နှာချက်ကနေပြီးတော့ဘုံဘုံဟောဒီဘောနှင်းပေါက်ကလေးတွေလိုကြဒီလိုလေးလုပ်ပြီးနန်းကြမှုကြိုင်တာဟာဒီနေ့တော့တကယ်လာတာနဲ့တူတယ်ဘုံဘုံအားရှိသွားတယ်အဲ့ဒီမဲ့တခါကြီးတယောက်ကဆရာတော်ဖျားနဲ့သူကကြောင်းအောက်ထပ်ကနေလေကန်တက်လာတခါကြီးကျုပ်ပဋ္ဌာန်းပြန်နေတာဗျာကိစ္စပြောနေ့ဖြင့်ငါဘယ်ချိန်မေရနာကြီးပေါ့ဆွမ်းစားငါပါကြွပါဖျားအေးလာခဲ့မယ်ကဲသွားတော့ကျုပ်ပဋ္ဌာန်းပြန်လိုက်ဦးမယ်ဆရာတို့ကြောင်းကတကြောင်းလုံးရေမွေးတွေဖြန့်ထားလားဗျာငွေတာမဖြန့်ပါဘူးတခါကြီးဟာမဖြန့်ရင်ကြီးအောင်ဗျာရေမွေးပဲလဲပြီးနေတူတယ်တဲ့ကျုပ်ကြောင့်ရေမွေးပလင်းကိုမရှိဘူးဗျာမွေးတာဗျာတဲ့ဆရာတော်ကတော့သိပြီဒါတော့တကယ်မွေးတာပဲဟုတ်လားအရင်တော့တကယ်မွေးတာမဟုတ်ဘူးဟိုဖះကြီးကအမွေးတိုင်းကလေဝိတ်မွေးတာလို့ထင်းနေတာဟုတ်အေးအဲ့ဒီတော့ဘုံဘုံကပြောတယ်အသင်နတ်တို့မြမာတို့ခမည်းတော်လာတာကျုပ်နှာခေါင်းကတော့သိပြီကျုပ်ကမျက်လုံးနဲ့မြင်နေတာခမည်းတော်ပုံတရံလေးပြသားမှာဟုတ်ကလားအဲ့လိုပြောလိုက်တဲ့အခါကျတော့ချက်ချင်းတော့မပြဘူးအဲ့ဒီညအေးပြီးတော့မနေ့ခင်း4 နာရီလောက်ဘုံဘုံဖះရှိခိုးဖို့ရထဖို့လှုပ်လိုက်တော့နတ်သားတယောက်နတ်သမီးတယောက်နတ်သားလားနတ်သားဖြစ်ပါလိမ့်မယ်သူပဲနတ်သားနတ်သမီးအခန်းနဲ့ဘုံဘုံအခန်းနဲ့ဝန်းချလာကြပြုံးလို့ရသူတို့ကနော်အဲ့တော့ဘုံဘုံကြည့်ကျင်တဲ့နတ်သားတွေနတ်သမီးတွေမြင်မှုသွားတာပေါ့ခုဒီကဲဘုံဘုံကတော့နီးပြောလိုက်ပြီနော်တဆေးတွေမြင်ရတဲ့နီးပြောပြီးပြီနတ်တွေပြမာတွေမြင်ရတဲ့နီးပြောပြီးပြီဟုတ်လားကိုယ့်ဟာကိုယ်လုံးကြပြီတော့ဗျာမြင်ရမယ်မထင်ဘူးလား
မြင်ရတယ်အဲ့ဒါနော်ဘုံဘုံကတဆေရီတရေရီကြတော့မမြင်ရင်ဘူးဒီကောင်းလေရုပ်ဆိုးလုံးလုံးဆိုပြီးတော့တို့ကြဒါပေမဲ့လို့သိတယ်ဘုံဘုံမင်းကွန်တိပိဋကဆရာတော်ကြီးကြောင်းသွားပြီးတော့9နှစ်ကျော်ဘုံဘုံစာချပြီးပဲစာရီချဘုံဘုံကူးချပြီးလို့ကူတိပိဋကဒရာတွေပေါ်လာတာအရင်ကတိပိဋကဒရာတဘာမှမပေါ်ဆရာတော်ကြီးအားပြက်နေတာငါတော့ကျွေးမွေးပြီးတော့ဦးဇင်းဒီကိုရင်ဒီမွေးတိပိဋကဒရာအလောင်းဖျားတွေငါအမွေခံဆက်ဖို့ရပေါ်စီဆိုလို့တဘာမှမပေါ်ဘူးပဋ္ဌာန်းကြနေကြဒါနဲ့ဆရာတော်တပည့်တော်ပဋ္ဌာန်းချပေးလိုက်မယ်ဖျားဖြစ်ပါမလားဖျားဖြစ်တယ်ဖျားလို့တပည့်တော်ပဋ္ဌာန်းကြီးပိုင်နေလို့ပြောကဲဒီလိုဆိုရင်ချသားပါအောင်ဆိုချတော့အောင်တာဗျာနော်ပထမဆုံးနှစ်ဥဝါယမိန်နာကြီးချတာသူတပါးလည်းချအောင်တယ်ဒုတိယနှစ်ဥတိလက်ခန္ဓာဥဝန္တပါဠနှစ်ပါးချနှစ်ပါးလုံးအောင်တယ်နောက်တတိယနှစ်ဥက္ကဏမတပါးလည်းချတပါးလည်းအောင်တယ်နောက်စတုထနှစ်ကြတော့ဥအိန္ဒပါဠနဲ့စွန့်လွန်နှစ်ပါးချတာနှစ်ပါးလုံးအောင်တယ်နော်ခုနှစ်ပါးအခုပြီးခဲ့တဲ့နှစ်ကဥအဘိဇာတဆိုတာလဲဆရာတော်ပဲချပေးတာနော်အဲ့တော့ဆရာတော်တပည့်တွေတိပိကဒရာတွေအများကြီးဖြစ်သွားတယ်နော်အဲ့ဒီလိုချပြီးတော့နေတဲ့အချိန်ဆရာတော်ပဋ္ဌာန်းပြန်ပြီဆိုတခါလေမှုေးလို့တခါတလေကြပုတ်လို့အနာနာလူလာမှဆရာတော်အာနာတယ်ခွေးတွေရှိတဲ့မြခွေးငယ်လေးကစတကောင်းမကြံဥကြတာသာရဆရာတော်သဘောမပေါက်ဘူးခွေးတွေကလည်းညိုင်းတာဟာလကကောင်းနေဒီခွေးကလည်းငေါ့ငံပြည့်နောက်ကြမှာသဘောပေါက်တာဗျာတစီတွေတရေတွေလာကြတာဦးဗျာသူတို့လာလို့ရှိရင်ပုတ်လို့ဟုတ်လားခွေးကတကောင်းမကြံဦးအဲ့ဒီကောင်တွေက6ရှင်လို့မဟုတ်ဘူးသူတို့ကလည်းပဲအမျှလိုခြင်းလို့ခဏလောက်ပဋ္ဌာန်းပြန်နာလေးရပ်ပြီးတော့ကဲမောင်တဆေတို့မောင်တရေတို့မောင်ပြိတ္တာအတုရကေတို့ငါဒီနေ့ပြုတဲ့ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုအဖို့ပဋ္ဌာန်းရွတ်တဲ့ကုသိုလ်ကောင်းမှုအဖို့မင်းတို့အမျှပေးဝေပါ၏သာဓုခေါ်ကြအမျှရပြီကျမ်းမာကြသည်ချမ်းသာကြသည်ဗျာမင်းတို့မကောင်းတဲ့ဘုံဘဝကကျွတ်လွတ်ကြပါစေဆိုခွေးတွေအကုန်ငြိမ်နော်အဲ့ဒီအပုံနာနေလေတခါတည်းပြီးသွားတာပဲနော်ဆရာတော်ပြောလို့ရင်ကတော့အဲ့လိုတစီရီတရေရီလာရင်ဘယ်လိုနတ်တွေပြမာရီလာရင်ဘယ်လိုသဘောပေါက်လားသဘောပေါက်ပြီတစီရီတရေရီအဲ့လိုအမျှဝေတာသူတို့အမျှလူခြင်းလို့လာကြတာနော်အမျှလူခြင်းလို့လာတယ်ခုဘုံဘုံစင်ကာပူသွားလဲမယ်အဲ့လိုပဲတွေ့ရတယ်နော်စင်ကာပူသွားတွေ့ရတယ်အထူးသဖြင့်ဂျပန်ပြည်သွားတာတွေ့တာဂျပန်ပြည်သွားတာလေးမယ်တော့ဘုံဘုံပဋ္ဌာန်းနဲ့မယ်ပါသေးမို့လားဘယ်သူရဲ့ကလေးမလေးတယောက်မွေးကြတာအဲ့ဒီကလေးမလေးကခင်အုံမာမြိုင်တဲ့နော်ခင်အုံမာမြိုင်ကဖုံဖုံချီနေတိုင်းသူကဒီလိုနံပရာကြီးတစ်ခွက်လာကတ်တယ်နောက်ကြတော့ဖုံဖုံကတနာတာနဲ့သူမွဲပုံတွေပေါ်ပါတယ်ခင်အုံမာမြိုင်နေနောက်နေတိုင်းမလာနဲ့တပတ်တစ်ခါလောက်ပဲလာနေရှိပုံလည်းမပေါ်ဘူးနင်းမယ်လာသွားတဲ့ဈေးလည်းကုန်တယ်ဖြောကြီးဖြောဖို့ရလည်းကုန်တယ်တပတ်တစ်ခါလောက်လှူနေကုသိုလ်ရပြီပေါ့လို့တပည့်တော်မကပြန်တော့မှာဖျားတဲ့သူကဘာလို့တော့ဟာတပည့်တော်မဒီမဲ့အလုတ်လုပ်ဖို့ကလာတာအလုတ်ကမရဘူးဖျားတဲ့အလုတ်လုပ်ဖို့လာတဲ့နိုင်ငံခြားထွက်ဖို့အတွက်15သိန်း30ကုန်တယ်ဒီကြတော့စားရတောက်တာနဲ့10သိန်း15သိန်းတော့ကုန်ပြန်တယ်ခုအလုံးမရလို့ပြန်တော့10သိန်းလောက်ထပ်ကုန်မယ်ဗျာ340ကျော်50သိန်းမော်အလကားဖြစ်ပါပြီဗျာတဲ့ဟာနင်းဥစ္စာ
Thế ôm nó hả lúc bên này lúc lúc nụ là ra bách sản đi mà đi giảm được sự sao người đi thâu bị mà im nhàng một câu nào mà ya u phía lúc cả phải lúc mà xa lúc mà ya lúc vào phía cái đi lúc gì ngã biểu bề mà hà lúc ngã sang chỉ mẹ lúc nên nằm mẹ kêu ông mà nhảy kêu ông mà nhảy đi lúc ngã biểu lại mẹ ở đi Japan chỗ nhiều song song để nằm bên nhị bia chiếu cái thana cụ đồ tila cụ đồ bhavana cụ đồ đi này bắt thang yêu để cụ đồ ở phố ở nhà bêu và ý để nằm bên nhị chăm vào gì chăn vào gì nãy si dân chăn na chết đi mình là đi tu để vào gì bia ở đi tâm lý khen ông mà nhà lâu mấy à bù đấy lúc giờ ông sang sau lại bà ya cái tâm lý khen ông mà nhà nè lúc giờ gì ya vẫn đạt rồi vẫn đạt rồi biến rồi nào đến bây giờ thì cả đua phiêu cái là gì à bên này đúng không khen ông mà nhà ya bị phiêu đấy không là gì là bên lúc ya rồi tại vì nó giờ rồi thì ya biến rồi phiêu đấy ấy đó mà biến sinh này rồi xe này lâu mà telephone đàn cha cao ná thằng này rồi khi ông mà nhảy nè lâu khăn lại bi nè phiền à lâu xin rồi cứ lâu xin là đạp cha lâu chú ra lâu mà mua à bia đấy nào này giờ tôi nghe làm gì rồi tôi để giao khó là gì à mọi người chi bia rồi để cái gì vào liền quá đâu cái gì khó là xe đó phía ở đi chi bia lại lâu mấy à lúc vào phía biểu bị vào ôm ngà biểu chi là vô ha nên cảm bó lực sụp rồi cái chi bia anh này à lúc về biểu rồi bó cho bạn chuyên xong sau đến năm mươi nhì nhà quý ở đi từ bi lên chi bia lại lâu mấy à lúc vào ông xong sau lại bảo năm mươi nhì tâm lý chi bia lâu ya gì ya rồi để uống ta thôi nào đến đây tôi nêu phiêu ý cái là cha phiêu ý cái là rồi bên này rồi chi bia ya bị phiêu đấy cứ họ xe rồi bia bự lâu khăn ra thì yêu là ta phiêu đấy xe rồi yêu lâu như ngà rồi san yên cái bi thôi ấy đi cứ tôi cảm hữu ở phố đi nhà vui à đấy nó anh nhà mà vui về mình đi nè nó anh nhà vui lại để đuổi ấy anh nhà vui anh nhà nhà này nằm bên dưới à tụi nó xí dân chăn à chết đi mình là đi tu là bộ không cái là ấy lấy tu rồi đó đi bộ cô giáo tu chết nó xí dân này tu để hết rồi rồi xong sau đã bộ đó bảo là xe rồi lại cũng nên nói giáo như biến như nó phải lưu phía là rồi tụi đi tí bị cái xe rồi giờ xe rồi cũng là xa đi cú nhìn nhà cha rồi xe rồi chi nhiều đấy chết đấy ở đi nào đi chắc qua lăng này ngay nhà đi dùng như nào đi ấy đi xe rồi đi cái này mà con nó chua là thì à bố chồng mua đồ đồ anh đi xe rồi này khó mẹ cú béo được xe rồi giờ xe rồi âm mà ya luôn cái gì Manaliga, Bamojam Naji, Yainlega Nivi, Biolay me, Nibondea Conasela, Javi, Eddie Johnny being like Johnny being John Honey being Desire, Yadu Tananra, Miere, and he Fonkenyu Mendua Bienqua, and do a Ukenyu Shivira. Mabian, and what being like Bamacamia, Kongom Bienayamala, Velubianayam. Con ông nào biến ra mà qua rồi đó, phụ mẫu cho con ra ý chết vào, xe đó là bắt thằng yêu cho cái mình nắp yêu là, bắt thằng yêu cho nát đấy nó, đi này phụ mẫu ngà cũng tung ra rồi vùng đi bia là cả, anh nhà vui đấy cả đi tung ra rồi vùng ai cũng chịu này ông luôn, nó, tung ra rồi vùng xí đấy nát đi bia mà đi, cô anh nhà vui lại đủ rồi cô mà sang sào bị là sang sào đấy bắt thằng được cô đi nó ta khâu lao phát ra màu áo cản đi rồi đi ngày nè để sang tô dây đá li adu ra cái ngà lưu bông
ခွန်တာဝရိဏဘုံရှေတဆေနေမာနရတိဘုံမရနေမိတဝတ္တဝတိဘုံဆနိယမပါရိတိဇာဘုံဆေတောပုရောဟိတာဘုံဆင်္ဃပရိဒာဘာဘုံအပမာနာဘုံအာဘတရာဘုံဆက်ရှိပရိဒတုဘာဘုံသုဘဂိဏဘုံ21ဝေဟဘုံဘုံ22 23အာဝိဟာဘုံ25သုဒ္ဓတာဘုံ26သုဒ္ဓတိဘုံအာကာသနိစ္စာယရဏဘုံနိဝတိညာနာတိညာယရဏဘုံဘုံပေါင်းဘယ်လောက်ရှိတော့အေးမျက်စိနဲ့မြင်နေရတာတော့ဘယ်ဘုံနဲ့ဘယ်ဘုံမှမြင်တော့လူဘုံနဲ့တိရစ္ဆာန်ဘုံဒါပဲမြင်တာပဲဟုတ်လားအေးကျန်တဲ့ဘုံတွေကတော့သိမမြင်ကြရဘူးပေါ့နော်ဆရာတော်တို့လူတယောက်တလေပဲသိမှာပဲဟုတ်လားအေးပြီးကျင်တဲ့ပုဂ္ဂိုလ်တွေဆရာတော်ကနီးပြောလိုက်ပေါ့နော်အေးနီးပြောလိုက်ရင်အဲ့ဒါနီးနဲ့ကိုယ့်ဟာကိုယ်လောက်ကြပြီတော့မြင်အောင်နော်အေးဆရာတော်တို့ငယ်ငယ်တွေကမြင်ကျင်တဲ့ဥစ္စာတွေမြင်ရပြီကြည့်သိကျင်တဲ့ဥစ္စာတွေလည်းသိရပြီဆရာတော်ကကြောင်ကြီးပြင်ကျင်တယ်ဆိုတဲ့ရှေးကြောင်ကြီးပြင်နိုင်သွားပြီဟုတ်ကလားရှေးကြောင်ကြီးပြင်နိုင်သွားပြီနတ်တွေမြမာတွေမျက်လုံးနဲ့မြင်ရပြီတစေတွေတရေတွေသိပြီမျက်စိနဲ့တော့မမြင်ဘူးသိတယ်သူကနော်ဟိုဂယုဆိုင်ရင်သိတယ်ဟောဒီတစ်ပင်အောက်တော့ခုတခါတလေတစ်ပင်အောက်ဝင်လိုက်ရင်လေကြက်တီးဖြန်းကနေထားတယ်ဆိုအဲ့ဒီမဲ့တစေတရေရှိပြီဟုတ်လားအဲ့ဒါသူတို့ရှိလို့ရှိရင်သူတို့ကအကြောင်းလေးအစွမ်းလေးပြတယ်နော်အဲ့ဒါလေးမကြောက်ပါနဲ့တကယ်ကြတော့သူတို့ကအမျှလိုခြင်းလို့ခဏတစ်ဖြုတ်ဝင်တာလေးကိုလှန့်ကြည့်တာပေါ့လှန့်ကြည့်တာဟိုလေရီဆရာတော်ကြီးအကြောင်းလည်းဘုံဘုံတစ်ခါပြောဘူးပါပြီနော်လေရီဆရာတော်ကြီးအကြောင်းဘုံဘုံကနတ်တီစောင့်ရှောက်တဲ့အကြောင်းလေးလေရီဆရာတော်ကြီးကိုစောင့်ရှောက်တဲ့အကြောင်းလေးတစ်ခုပြောအောင်မယ်နော်လေရီဆရာတော်တော့ကြားဘူးတယ်မဟုတ်လားလေရီဆရာတော်ဆိုတာနာမည်ကျော်တယ်အခုမစ္စနာကိုရင်ငါတို့ဆရာကြီးဥပခင်တို့ဒါတွေဆိုလေရီဆရာတော်တပည့်တွေပေါ့နော်အဲ့ဒီလေရီဆရာတော်ကြီးကသူ့ကြောင်းနေမယ်ဟာတော့လူနှစ်ဖက်စာလောက်ပင်လုံးကြီးတုတ်တဲ့ထနှောင်းမင်းကြီးပင်ရှိဘာပင်ကြီးတော့ထနှောင်းမင်းတော့မြင်မှုပြလားຫນွေထနှောင်းဆောင်းမကြီးဆိုຫນွေဆိုထနှောင်းမင်းကြီးအောင်နေလဲရအလွန်အေးဆောင်းဆိုရင်မကြီးပင်အောင်နေရရင်လွန်အေးနော်ຫນွေထနှောင်းဆောင်းမကြီးတဲ့အဲ့ဒီထနှောင်းမင်းကြီးတပင်ဒီလိုရှိတော့ဆရာတော်ကြီးကအဲ့ဒီထနှောင်းမင်းကြီးလို့ကြွာကြတဲ့မယ်ဖျားဆောင်လေးတစ်ခုလို့ဖျားဆောင်လေးထဲမှာဖျားဆင်းလူတော်လေးကြောက်ဆင်းလူတော်လေးတဆူထားရှင်သာရိပုတ္တရာရှင်မောက္ကလန်ဆင်းလူတော်လဲလက်ဝဲရလက်ရရရှင်သာရိပုတ္တရာကဖျားညာဘက်ကပေါ့ရှင်မောက္ကလန်ကဖျားဘယ်ဘက်ကအဲ့လိုထားပြီးတော့မှပေစာလေးဟောစာအုပ်လေးကိုသူထည့်ထားဥစဉ်တစ်ပါးကိုရင်တစ်ပါးကျောင်းသားတယောက်နေတိုင်းအဲ့ဒီဖျားကိုဆွမ်းတော်တင်ရရေချမ်းတို့ပန်းတို့စီမီတို့အဲ့ဒါလှူရတယ်လှူပြီးပြီဆိုဒီကုသိုလ်ကောင်းမှုအဖို့ကိုယုတ်ကစိုးနတ်မင်းကြီးအားအမျှဝေပါ၏ထနှောင်းမင်းဆောင်ယုတ်ကစိုးနတ်မင်းကြီးအားအမျှဝေပါ၏အဲ့လိုဝေရနော်အဲ့လိုဝေတော့နေတော့တချို့ဒကာကြီးတွေဒကမာကြီးတွေကလူရှင်းတဲ့အချိန်ကျဆရောကြီးစီလာတဲ့လာပြီးတော့ဆရောကြီးဖေဟာဆရောကြီးကအကြီး
နာမည်ကျော်စရောကြီးလုံနေပြီးတော့နတ်တီတင်းတင်နေတပည့်တော်တို့ပြန်သဘောမကျပါဘူးစရောကြီးအဲ့လိုရှောက်တယ်နတ်တီမတင်ပါနဲ့ဗျာနတ်တီကဆရာတော်လောက်ဘယ်မြတ်မှာတော့ဆရာတော်ကနတ်တီတယ်မြတ်ပါတယ်ဟာငါဘယ်မနှုံးဟာနတ်တင်တာအဲ့ဒီထနောင်းမင်းကြီးကိုရင်ဦးစင်ကြောင်းသားနေတိုင်းတင်နေတာတပည့်တော်တို့မြင်မဗျာလို့ပြောမင်းတို့တေချာကြည်အောင်ဒီမင်းတို့အထင်လွဲပြီကွာအဲ့ဒီကြောင်းဆောင်လေးတွေမဲ့နတ်ရုပ်တရုပ်မှမပါဘူးဖယားဆင်းနုတော်ဖယားယရနာအတွက်တရားယရနာအတွက်ပေးစာဒုက္ခအိုသံဃာယရနာအတွက်ရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလရုပ်ဆင်းသူအဲ့ဒါဒီဖယားတရားသံဃာယရနာသုံးပါးကိုယ်ကိုယ်စီကတ်တာကွာအဲ့ဒါလိုကိုယ်ကိုယ်စီကတ်လို့ရတဲ့ကုသိုလ်ကိုနတ်မင်းကြီးတွေကအမျှဝေရတယ်အဲ့လိုအမျှဝေရမယ်လို့မြတ်စွာဘုရားဟောတာရှိတယ်။ဩအဲ့လိုလားဗျာတပည့်တော်တို့ကနတ်တင်တယ်ထင်လို့ပါဗျာပြောတယ်နော်အဲ့တော့လေဒီဆရာတော်ကြီးကဘယ်လိုပြန်ပြောတော့ဆိုတော့အေးမင်းတို့အထင်လွဲတာထားပါတော့ဒီနတ်မင်းကြီးကတညရာငါစီလာပြောတယ်တပည့်တော်ဒီထနောင်းမင်းစောင်းတဲ့နတ်မင်းကြီးပါဗျာတပည့်တော်ဆရာတော်ကိုစောင့်ရှောက်ဖို့ကူညီဖို့လာနေတာပါတပည့်တော်တက်တော်ထင်ရှားဖရာကိုမှီပါတယ်ဖရာမြတ်စွာဘုရားတက်တော်ထင်ရှားရှိစဉ်တုန်းကတရားပွဲတွေတပည့်တော်လိုက်တရားနာတရားပွဲတပွဲမဲ့တပည့်တော်သောတာပန်တီးပါတယ်ဖရာတရားနာရင်မှတ်တာနော်တရားပွဲမှာပဲသောတာပန်တီးပါတယ်အဲ့ဒီသောတာပန်တီးပြီးတဲ့နောက်တပည့်တော်ဒီလိုပဲဟိုတစ်ပင်နေလိုက်ဒီတစ်ပင်နေလိုက်အခုကျတော့အရှင်မြတ်ဒီမူရမယ်နေလို့အရှင်မြတ်ကိုကူညီစောင့်ရှောက်ဖို့တပည့်တော်လာနေတာပါအရှင်မြတ်တက်တော်ထင်ရှားမရှိတဲ့အခါဆိုရင်တော့တပည့်တော်နေခြင်းမနေမယ်လို့ပြောတယ်နော်အေးအဲ့ဒါကြောင့်တချို့နတ်တွေမြမာတွေဆိုတာလူပြည်ပဲတချို့နေပြီးတော့သူတော်ကောင်းတွေဆရာတော်ကြီးတွေတမတော်ကြီးတွေလူသူတော်ကောင်းကြီးတွေစောင့်ရှောက်နေကြတာနော်အေးစောင့်ရှောက်နေတော့အဲ့လိုနတ်တွေမြမာတွေကိုအမျှဝေရတယ်နော်အမျှဝေရအဲ့ဒီနတ်ကြီးစောင့်ရှောက်ပုံတစ်ခုပြောပြအောင်မယ်တခါတော့ဘုံဘုံတို့ငယ်ငယ်တုန်းကပေါ့အင်္ဂလိပ်လက်ထက်အင်္ဂလိပ်အစိုးရလက်ထက်ဘုံဘုံတို့ငယ်ငယ်မှီသေးတယ်အဲ့ဒီအင်္ဂလိပ်အစိုးရလက်ထက်မှာမော်လမြိုင်မယ်ပလိတ်ကယောဂါဆိုတာဖြစ်ကြားမှုကြလားပလိတ်ကယောဂါဆိုအလွန်ကြောက်ရတယ်ပလိတ်ကယောဂါကြောက်ယောဂါဝမ်းယောဂါဒါကတ်ယောဂါခေါ်တယ်ဒီသုံးခုသိကြောက်ရတယ်လူတွေအတုံယုံတည်ကြတာအတုံယုံတည်တော့သတင်းစာရဲမယ်ဒီနေ့လူပဲ2ယောက်တည်တဲ့ပလိတ်ယောဂါဖြစ်လို့ဒီနေ့ပဲ2ယောက်တည်တဲ့နဲ့လေဒီဆရာတော်ကြီးကကွာငါတနာဟိတာတဲ့မော်လမြိုင်သားတွေဒုက္ခရောက်ကုန်ပါဗောသိကုန်ကြပါပြီငါတော့ပြီးတော့ပရိတ်ရွတ်ချင်တာကွာကမောဖတ်ချင်တာငါဖတ်ရင်ပျောက်တယ်ကွာသူဥစဉ်နေကိုရင်နေညဖျားဝတ်တဲ့တော့ပြောတယ်ရောတော့ဥစဉ်ကြီးတွေနည်းနည်းကြီးတဲ့ဥစဉ်ကြီးတွေဘုန်းကြီးကြီးတွေကဆရာတော်မကြွနဲ့ဖျားဆရာတော်ပါပြန်တော်မူမယ်အလွန်ဆိုးတဲ့ယောဂဖျားအဲ့ဒါဖြစ်လိုက်လို့ရှိရင်တုံနဲ့သေးတာဖျားလက်ကားကောင်းနေမင်းတို့ကနေငါအများထောက်ပါလိမ့်မယ်အောင်ဝင်မင်းတို့ကကန့်ကွက်နေဆရာတော်ကြီးစိတ်တူနောက်တကားတွေတကမတွေလားဟေးကောင်းနေမင်းတို့သတင်းစာတဲ့မတူဘူးလားမော်လမြိုင်သားတွေဒုက္ခရောက်ကုန်ပြီသေးကုန်ပြီတနေ့ဘယ်နှလောင်းနဲ့သတင်းစာတဲ့မတူဘူးလားတွေ့တယ်ဖေငါသွားချင်တာကွာမသွားနဲ့ဆရာတော်ဘာပြန်တော်မူမယ်တကားတွေတကမတွေလည်းအဲ့လိုပြောတယ်မင်းတို့ကောင်းနေလေလက်ကားကောင်းနေပါပဲကွာငါဥစဉ်တွေကလည်းတယောက်မှငါပဲမပါမင်းတို့တက္ကရာမတွေကလည်းငါပဲမပါဘူးမင်းတို့လောက်တောင်ရှိနေကွာဆိုပြီးတော့သူကစာတဆောက်ရေးတယ်မော်လမြိုင်အရေးပိုင်မင်းကြီးစီကျုပ်လာပြီးတော့အဲ့ဒီပေးရိပ်ချင်တယ်ကမောဖတ်ချင်တယ်ဒါကြီးခွန်ပြုမလားဆိုတော့အရေးပိုင်ကအဲ့တော့အင်္ဂလိပ်မှာအရေးပိုင်ခံတယ်အဲ့ဒီအရေးပိုင်ကသကဗျာနဲ့ကြည်ပြီးဟာစတော်ကြီးကြွကျင်တာပြင့်မှာပေါ့ဆိုပြီးတော့တွဲပြူကြီးနှစ်ပြူတွဲကြီးမိထားတွဲကြီးနှစ်တွဲလွှတ်လာလူတွေလည်း၄-၅ယောက်တော့ထဲပိုက်ဆံတွေရောအများကြီး
ဆရာတော်ပင့်ညင်နှမြပင့်ခဲ့ပါဗျာအဲ့ဒီတွဲနှစ်တွဲအပြည့်စားစရာတောက်စရာဘာမှမပူနဲ့ဗျာအဲ့လိုဆရာတော်ကြီးစီစာရေးလိုက်တယ်ဒါနဲ့ကဲကွာဆရာတော်ကြီးကစာရတော့မင်းတို့ကောင်တွေမလိုက်ချင်နေငါအရေးပိုင်မင်းကပင့်ပြီကွာငါသွားမယ်ဆိုတော့တချို့ကဦးဇင်းနေကိုရင်နေအောင်ဆရာတော်ကြီးစီတပါးတည်းပြန်တော်မူနေဒုက္ခရောက်လိမ့်မယ်တို့ပါလိုက်မှသိခြင်းအလဲအတူတူပဲသိကြတော့ကွာဆိုပြီးတော့သူတို့ကလည်းလိုက်နေဆရာတော်တခါရီဒကမာတွေကလည်းလိုက်မှပေါ့ကိုဆရာတော်ကြီးတပါးတည်းပြည့်ထားလို့ဘယ်ဖြစ်မလို့ဆိုလိုက်ကြတွန်းနေသွားအဲ့ဒီနေ့နှစ်ဖြင့်ကသွားမယ်ဆိုဒီနေ့ညရုပ်ကစိုးနဲ့မင်းကြီးကလာလာတဲ့ဆရာတော်ဘာမှမပူနဲ့တပည့်တော်ဆရာတော်ကူမှာတပည့်တော်ညကူသွားနှင်းမယ်မော်လမြိုင်ရောက်ရင်တစီရီတရေရီပြိတ္တာတွေအကုန်နှင်းထုတ်ထားမယ်ပြေကတ်တဲ့တစီတရေတော့ကြံမှာဖျားအဲ့ဒါကြံတာကိုဆရာတော်ပရိတ်နဲ့ကမွာနဲ့ဖတ်လိုက်ရင်ပျောက်ပါတယ်ဖျားဆရာတော်ဘာမှမပူနဲ့တပည့်တော်ညကူသွားပြီဆိုသွားတယ်အဲ့ဒီလိုထနောင်းမင်းရုပ်စိုးနဲ့မင်းကြီးကအရင်သွားနှင်းတာနော်အရင်သွားနှင်းပြီးတော့အဲ့ဒီမှာရှိတဲ့တစီရီတရေရီသူတို့ကဝင်ပူပြီးတော့ယောဂါကြီးဆိုးပြီးတော့သေးကုန်ကြတာဟုတ်အဲ့ဒါတွေတစီရီတရေရီပိတ်တာတွေမင်းအတူတကယ်တွေအကုန်နှင်းထုတ်တချို့တလေကြမ်းအဲ့ဒါကိုလေရီဆရာတော်ကြီးလည်းရောက်သွားရောအရေးပိုင်ကဆရာတော်လူကျင်တာပြောပြတပည့်တော်ဒီမြို့မယ်တပည့်တော်အကြီးဆုံးဘာမဆိုဆရာတော်ဖြစ်ချင်တာအကုန်ဖြစ်စီမယ်အလိုရှိတာအမိတ်ရှိပါဗျာဒီလိုဆိုရင်တနတ်30လောက်လူတယ်လို့ဘာလို့ကိုယ်တော့ဗျာမီအောင်ဖောက်ဖို့ရအဲ့ဒီမီဘေးဆိုတဲ့တနတ်လူတယ်ရတယ်ဗျာကရိုက်ဖဲတနတ်တို့ပွိုင်တူတူတို့နှလုံးမူတို့ခါတဲ့အခါပြကြီးစံလဲများများယူထားပြီးတော့တန်ပုံးနေအလုံး30လူတယ်တီးမဲ့လူနဲ့တန်ပုံးနေတီးတညလုံးတရိပ်ရွတ်မယ်တညလုံးကမ္မဝါဖတ်မယ်ဥစဉ်နေကိုရင်နေအိတ်ချင်တဲ့ကိုတော့ပြန်အိတ်စီတညလုံးဖုံဖုံတို့ဖတ်မယ်ဆိုတော့နေရာတွေအနှံ့အပြားတစ်မျိုးလုံးလဲပြီးတော့ဖတ်လိုက်တာတနေရာပြီးပြီဆိုဒုံတိုင်းနဲ့တနတ်ဒီဖောက်အဲ့တော့တစီရီတရေတွေအကုန်ပြေးပေါ့နော်တခါတည်းတန့်ပြောက်တာတဲ့နော်အဲ့ဒါဘာနဲ့ကြောင့်ပြောက်လို့ဆိုတော့ခုနကနတ်မင်းကြီးကကူတာဟုတ်အဲ့ဒါကြောင့်အစအရာဘုံဘုံကလည်းနတ်ကြောင့်တစီကြောင့်တရေကြောင့်ကြီးတာပြောနေတယ်လို့မအောင်မိပါနဲ့နော်အဲ့ဒါဒီဟာတကယ်ကြတော့နောက်ပိုင်းကိုအားကိုးကြမှာကိုကသူတို့ကိုကြောက်เสียမလိုဘူးဟုတ်လားအဲ့ဒီနတ်တွေတစီရီတရေတွေကဆရာတော်အားကိုးမှာသူတို့ကမကိုးပြီဘူးလားအားကိုးတယ်သူတို့ကနော်စင်ကာပူသွားလဲအားကိုးတာပဲဆရာတော်နော်ဆရာတော်သွားဂျပန်သွားလဲသူတို့ကအားကိုးတာပဲကြားတယ်ဟိုဘက်ဗီယက်နမ်တို့သွားလိုက်လဲအားကိုးတာအဲ့လိုလေးတွေဆရာတော်တပည့်တော်အင်္ဂလန်တပည့်တော်သားလေးဘယ်သူဖြစ်ဆရာဝန်ဆောင်းဝဲဖြေမှာဖျားဆရာတော်မေတ္တာလေးပွားပြီးတော့အမျှဝေပေးပါအောင်ဖျားဆိုဂုဒီညညနေပဲအောင်ပြီဖျားတယ်သူကအဲ့လိုဒီကနေလှမ်းပြီးတော့အင်္ဂလန်ကျွန်းဆောင်လျှောက်တဲ့နမင်းကြီးအမျှဝေပြီးတော့မေတ္တာပွားလိုက်လေရတာပဲမရပြီဘူးလားရတယ်ရတာကြောင့်ဒီ30ဘုံကျင်လေကုန်သောတတ္တဝါအနန္တတို့အားအမျှပေးဝေပါ၏ဒီထဲမဲ့အမျှမရမဲ့ပုဂ္ဂိုလ်ကတော့ဘယ်ဘုံကြီးရှိမဲ့ထင်တော့ကြည်သားမှအမျှမရမဲ့ဘုံကအာရူပ4ဘုံမရတော့ဘူးပြီးတော့အတိညတဘုံမရတော့ဘူးအတိညတကအမရှိတင်ညာကတင်ညာစေတသိက်တင်ညာစေတသိက်မရှိဘူးတကယ်ကြတော့တင်ညာတာမဟုတ်ဘူးခန္ဓာဝေဒနာစတဲ့စိတ်စေတသိက်အလုံးဘာမှမရှိတဲ့တတ္တဝါကိုအတိညတအတိညာတတ္တာအတိညာတင်ညာမရှိတော့စိတ်စေတသိက်မရှိတော့တတ္တကတတဝါဗြဟ္မာနော်အဲ့ဒီသူတို့ကလည်းပဲ
စိတ်စေတသိက်မရှိတော့သာဓုမခေါ်နိုင်ရမှာမဟုတ်ဘူးနော်အတိညတနေဝတင်အရူပဝဆရအရူပဝဆရလေးဘုံသူတို့ကလည်းပဲနားမပါတော့ဒီကအမျှဝေလည်းမကြောက်ဘူးသူကနော်အဲ့ဒီလေးဘုံအဲ့တော့ပေါင်းလိုက်၅ဘုံကတော့ရမယ်မဟုတ်ဘူးဒီမဲ့ရှိတဲ့ဗြမာတွေနော်အတိညတဗြမာတွေအရူပဝဆရဗြမာတွေမရနေပြီတော့ပေါ့ကြံတဲ့ပုဂ္ဂိုလ်တွေကတော့ရလောက်တယ်မရဲမယ်ရောက်တာလည်းပဲမရဲမယ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုဘုံတို့ငရဲတနင်းယမမင်းကြီးအား၎င်းဆိုအမျှဝေတယ်မဟုတ်လားအေးအမျှဝေရတယ်ယမမင်းကြီးအမျှဝေတော့ယမမင်းကြီးကနေပြီးတော့သိသွားတာပေါ့နော်အဲ့ဒါအကျိုးရှိပုံလေးတစ်ခုပြောပြအောင်မယ်ဘုံတို့ဗမောเจ้า၌ကိုတခါတော့တရုတ်ကြီးတယောက်ကကထိန်လာခင်းတယ်ကထိန်လာခင်းတော့ခင်ဗျားတို့တရုတ်တွေကဘာဘူးလို့ကထိန်ခင်းရတာတော့ကုသိုလ်ကောင်းမှုသိလို့လားဆိုတော့တပည့်တော်တို့ကိုကလားကြီးတယောက်ကတရားဟောလို့ရတယ်ကလားကြီးတယောက်ကတရုတ်ကြီးကိုဟောလိုက်တာပြောစားပါဗျာဘယ်လိုဟောလိုက်တော့တပည့်တော်တို့ကရွှေဆိုင်တရားတဲ့အဲ့ဒီတရုတ်ကြီးကရွှေဆိုင်မန်းမြို့ဈေးမယ်မှာဗမာမန္တလေးမန္တလေးမန်းမြို့ဈေးအရှိပဲမယ်သူကရွှေဆိုင်ဖွင့်တာတပည့်တော်တို့ကမော်လမြိုင်တွားပြီးတော့ရွှေထိုင်းဘက်ကလာတဲ့ရွှေချောင်းတွေသွားဝဲတာဝဲတော့ကလားကြီးတယောက်ကမင်းတို့ကောင်นี่ကထိန်ခေရောက်ပြီနော်ကထိန်မခင်းမဲမနေနဲ့ကထိန်ခင်းလို့ပြောတယ်ဘာလို့တော့တကယ်ရင်อ่ะမင်းငါကထိန်သင်္ကန်းကယ်လို့ပေါ့ကွာဒုံဝင်ငါငရဲမယ်ခုတော့ခန်းရပြီလို့ပြောဘယ်လိုတော့ပြောပြသမောက်အဲတရုတ်ကြီးကကလားကိုမေးတယ်ကလားကငါကဒီပြဘာသာကြားကလားပေါ့သူတို့ဈေးရဲမယ်သူတို့ကျင်ဗမာတွေကပြောတာတဲ့ဟေးငေါကလားမင်းကလားပြီမယ်လို့ကထိန်တို့ခင်းမလို့ထဲ့အောင်တင်မင်းကလည်းကုသိုလ်ကောင်းမှုမကြီးညိုထဲ့กว่าလို့ပြောတာထဲ့ပါမယ်ဗျာဘာထဲ့ရမလဲဟောသင်္ကန်းတစုံကတို့ကထိန်ခင်းမှာသင်္ကန်းတစုံမင်းလှူမဲ့ပိုက်ဆံဘယ်လောက်ထဲ့ရမလို့ဘယ်လောက်ပေါ့ဒါလို့ဆိုသူကအဲ့ဒီသင်္ကန်းကိုယူပိုက်ဆံပေးပြီးတော့ကဲကျွန်တော်ကထိန်လှူရတယ်ဗျာဆိုပေးလိုက်တယ်ဝေးလိုက်တော့အဲ့ဒီလူတွေကလည်းသာဓုခေါ်တော့ကလားကြီးခမညာကျမ်းမာပါစေချမ်းသာပါစေပေါ့စားတွေသူတွေပါတွေတောင်းသွားတယ်အဲ့ဒီကလားကြီးကနောက်တစ်ပတ်လောက်ရှိတော့နေမကောင်းတော့ဖျားသွားတာသူကမရဲကြသွားတာတဲ့သူအဖားထဲမှာပေါ့အိမ်မက်တလို့မရဲရောက်သွားတော့ငါရဲသားတွေကသူခေါ်တယ်ဒီကောင်ပြစ်ထည့်လိုက်กว่าဒီရဲဦးတယ်မပြစ်ပါနဲ့ကျွန်တော်ဘယ်လိုပေါ့ကျွန်တော်ဖျားဝတ်တဲ့ဒီပါတွေမဲ့တနေ့6ကြိမ်တက်တာကျွန်တော်ကဒီလိုဘေးကမင်းဥစ္စာကုသိုလ်ရမှာလကအကုသိုလ်ချသွားပြီပေါ့မဟုတ်သေးပါဘူးညမဟုတ်သေးပါဘူးနေပါအောင်ကျုပ်ကထိန်ခင်းတာတွေရှိပါသေးတယ်လို့ပြောတယ်ကထိန်ခင်းတာကျုပ်သင်္ကန်းတစ်စုံလှူခဲ့တာဗျာဆိုအဲ့ဒါနဲ့ယမမင်းကြီးစီတွားပြောတယ်ငရဲမင်းကြီးစီဟောဒီကသူကထိန်ခင်းတဲ့ယမမင်းကြီးတော်မှာအမျှဝေသေးတယ်လို့ပြောပါတယ်ခင်ဗျာဆိုအေးဟုတ်တယ်ဒီကောင်လွတ်လိုက်ဒါနဲ့သူလွတ်လာတယ်လုံးမရင်တော့အိုင်နာရှိတဲ့လူတွေကသူကမေ့မျောနေဆိုတော့တချို့သူ့အိမ်နေသားတွေသမီးတွေတချို့ကငိုးကုန်ပြီသေပြီဆိုပြီးတော့ဟိုကငရဲမင်းကြီးလွတ်လိုက်လို့ဆိုတော့သူကသတိပြန်လေလာတာအေးငါမင်းကထိန်သင်္ကန်းကယ်လို့ဗျာဒုမေကူလောက်ငါငရဲမခန်းရပြီပြောတယ်အဲ့တော့တရုတ်ကြီးကိုမင်းတို့လည်းပဲကထိန်သင်္ကန်းခေရောက်ပြီအဲ့တော့ကထိန်ခင်းပြအောင်ခင်းလို့ကလားကြီးကဟောလိုက်တာတရုတ်ကဘုံတို့ကြောင်လာလို့ကထိန်ခင်းတာနော်အဲ့ဒီကလားတွေတော့လည်းမဆိုးလာပါဘူးနော်ကလားကဟောပေါ်ရတယ်တရုတ်ကဘုံတို့ကြောင်နာခင်းတယ်နော်ဆရာတော်ပြောလို့ရင်ကတော့ကုသိုလ်ကောင်းမှုပြုတဲ့အခါငရဲမင်းကြီးတွေကလည်းအမျှဝေရတယ်နော်အေးဒီကုသိုလ်ကောင်းမှုဖို့ငရဲတနင်ယမမင်းကြီးတို့ကလည်းအမျှဝေပါ၏နော်လူတို့တနင်
ဒီပြည့်ရှင်မင်းတို့လည်းအမျှဝေပါ၏နတ်တို့တဲ့တရားမင်းကြီးတို့ကလည်းအမျှဝေပါ၏ဟုတ်ကလားအေးအဲ့ဒါလို့အမျှဝေလိုက်လို့ရှိရင်ကိုသူတို့ကယ်နိုင်တဲ့အခါကယ်တာပေါ့သဘောပေါက်နေနော်အေးအထက်နတ်ဘုံကရှိတဲ့ပုဂ္ဂိုလ်တွေလည်းပဲထုံနည်းတူပဲကယ်တယ်နော်အေးကယ်တယ်အဲ့ဒါကြောင့်30ဘုံကျင်လီကုံသောတတ္တဝအနန္တတို့အားအမျှပေးဝေပါ၏30ဘုံလို့ဆိုပေမဲ့လို့ခုနအရူပ4ဘုံနဲ့အတင်ညတကတော့ရမယ်မဟုတ်ဘူးရတာမရတာအပထားပေါ့ဟုတ်လားကိုကတော့အမျှဝေရတာပေါ့နော်အေးအဲ့ဒါဆိုလို့ရှိရင်အမျှရပြီးတော့ကျမ်းမာချမ်းသာကြပါပြီနော်ဆရာတော်ကလည်းသူ့စာရွယ်လေးတရွယ်ထင်းနဲ့အပိဓာပဲဟောပြီစာရွယ်လေးတရွယ်ကလည်းအဖို့တန်ပါတယ်လေနော်အေးနတ်ပြင်ကကြာရင်တော့တိပိဋကတရဥဝယမိန်နာစာအုပ်ဘုံဘုံကသူ့စာအုပ်ကဗမာလိုပြန်ပြီးတာသိညူကိုဗမာလိုပြန်ပြီးတာဆိုတော့အဲ့ဒါလေးဝယ်လိုက်ကြပေါ့နော်အဲ့ဒါလေးနေ့ပြင်ကစာအုပ်ဖိုးလေးတော့ဂျားတဲ့ညှက်ခဲ့ကြအောင်နော်ဆရာတော်အပိုင်ဆိုရင်တော့ဝေးပါတယ်နော်ဆရာတော်အပိုင်မဟုတ်တော့ဝယ်လိုက်ကြတာပေါ့မနှမျောနဲ့နော်ကဲဆရာတော်ဒီနေ့တော့ဒီလောက်နဲ့ပဲတော်ကြအောင်စို့ဗျာ